အားလုံးပဲမင်္ဂလာဗျာဗိုလ်တကူနေ့ညရဲ့ချန်ပီယံလိ၄ပွဲနဲ့တခြားပွဲစဉ်၃ပွဲရှိပါတယ်ဒါစပိန်လာလီဂါတစ်ပွဲ CDA တစ်ပွဲနဲ့ပရီးမီးယားလိတစ်ပွဲပေါ့လေအဲ့ဒီမှာကျွန်တော်ဒါအဓိကကြိုက်တဲ့ပွဲလေးတွေကိုရွေးချယ်သုံးသပ်ပြုလုပ်ပေးသွားကြပါတယ်အရင်ဆုံးကျွန်တော်တို့မြန်မာစံတော်ချိန်ည12နာရီမှာ12နာရီနဲ့15မိနစ်မှာရှင်ပြန်ကစားမယ်ဒါချန်ပီယံလိပွဲစဉ်ဖြစ်တဲ့ကွာတာဘတ်နဲ့နျူကာဆယ်တို့ရဲ့ပွဲစဉ်လေးအရင်ဆုံးကျွန်တော်တို့ပွဲကြိုသုံးသက်ချက်လေးလောက်ကြည့်ကြရအောင်ပေါ့လေစတီဂျီမှာနျူကာဆယ်ဝေးကွင်းကနေ160နဲ့ကိုပေါင်းကြီး3လုံးပေါင်း30ဆိုပြီးတော့ဖွင့်လာပြီးတော့တွေ့ရပါတယ်ကွာတာဘက်ကဆိုလို့ရှိရင်ဒီသူ့ရဲ့အဇာဘိုင်ဂျန်ကလပ်ကသူ့ရဲ့အိမ်ကွင်းမှာဒီရာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီချန်ပီယံလိပေါ့လေစုပေါင်းကျွန်တော်တို့ဒါသူ့ရဲ့အိမ်ကွင်းမှာဆိုလို့ရှိရင်၄ပွဲကစားပြီးခဲ့တယ်၄ပွဲကစားတဲ့အချိန်မှာသူ2ပွဲနိုင်1ပွဲတည်1ပွဲပဲရှုံးတာသူရှုံးခဲ့တာတော့ကျွန်တော်တို့အေဂျက်ကိုရှုံးခဲ့တာပေါ့လေအဲ့တော့ကွာတာဘက်ဆိုလို့ရှိရင်ဒါသူ့ရဲ့အိမ်ခွင်းမှာဆိုလို့ရင်9မှတ်တောင်မှဒါ၄ပွဲမှာစုဆောင်းထားနိုင်ခဲ့တယ်ဒါကြောင့်မလို့ကွာတာဘက်ရဲ့အိမ်ခွင်းကိုကျွန်တော်တို့ short တက်လို့မရဘူးပေါ့လေအဲ့တော့နျူကာဆယ်ရဲ့အဝေးကွင်းစွမ်းဆောင်ရည်ကြည့်မယ်ဆိုလို့ရှိရင်နျူကာဆယ်အသင်းကလည်းကျွန်တော်တို့ဒါ၄ပွဲကစားပြီးတော့1ပွဲနိုင်2ပွဲတည်1ပွဲရှုံးဆိုပြီးတော့ရာကို8ကိုပေးကို5ကိုဆိုပြီးတော့ဒါချန်ပီယံလိပါသူတို့ဒါကျွန်တော်လိအဆင့်အမှတ်ပေးပြိုင်ပွဲတုန်းကကစားခဲ့တာပေါ့လေအဲ့တော့ကွာတာဘက်ကအခုလက်ရှိကျွန်တော်ပြိုင်ပွဲစုံနောက်ဆုံး5ပွဲမှာဆိုလို့ရှိရင်သူတို့အနေနဲ့ဒါ2ပွဲရှုံးပြီးတော့3ပွဲနိုင်လာတာကိုလည်းတွေ့ရပါတယ်ကျွန်တော်နျူကာဆယ်ကတော့ဒါပြိုင်ပွဲစုံနောက်ဆုံး5ပွဲမှာ3ပွဲရှုံးပြီးတော့2ပွဲပြန်နိုင်ထားတာကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုတော့မရှိထားဘူးပေါ့လေအခုကျွန်တော်တို့ဒါနျူကာဆယ်ဘက်ကနေပြီးတော့160နဲ့9ပေါင်းကြီး3လုံးပေါင်း30မှာတော့ကျွန်တော်တော့ကွာတာဘက်ရဲ့ဒီအိမ်ကွင်းအားကိုယုံကြည်တော့ကွာတာဘက်ဘော်ဒီကြိုက်ပါတယ်နျူကာဆယ်ကတကယ်လို့နိုင်ခဲ့မယ်ဆိုရင်တော့မှသူတို့အနေနဲ့ကိုမပြတ်နိုင်ဘူးလို့ကျွန်တော်ထင်တဲ့အတွက်160မှာကွာတာဘက်အိမ်ကွင်းဘော်ဒီကိုကြိုက်တယ်ပြီးတော့9ပေါင်းအပေါ်လည်းကြိုက်ပါတယ်နော်ကွာတာဘက်သူ့ရဲ့အိမ်ကွင်းမှာဆိုလို့ရှိရင်ဒါချန်ပီယံလိပွဲစဉ်တွေမှာဆိုတော်တော်လေးကိုဒါကျွန်တော်တို့အထင်ကြီးစရာခြေစွမ်းနေနဲ့ပြသထားတာတွေ့ရတယ်နောက်ပြီးတော့နျူကာဆယ်ကလည်းကျွန်တော်တို့ဒါဒန်ရန်ရကစားသမားတွေများနေတယ်ပေါ့လေကူမာရတို့ကျွန်တော်တို့ဒါဂျိုလင်တန်တို့ဒီလိုအဓိကကစားသမားတွေလည်းဒန်ရန်ရအနေနဲ့တွေ့ရတယ်ဒါကြောင့်မလို့ကျွန်တော်ကွာတာဘက်အိမ်ကွင်းဘော်ဒီကိုကြိုက်တာဖြစ်ပါတယ်နောက်ထပ်တစ်ပွဲကတော့ကျွန်တော်တို့ဘိုဒိုကလင်နဲ့အင်တာမီလန်တို့ရဲ့ပွဲစဉ်တွေပဲဖြစ်ပါတယ်စတီဂျီမှာဝေကွင်းအင်တာမီလန်နေတော့1ပေါင်း40နဲ့9ပေါင်းကြီး3လုံး20ဆိုပြီးတော့ဖွင့်လာပြီးတော့တွေ့ရပါတယ်အဲ့တော့ဘိုဒိုကလင်ရဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါသူ့ရဲ့အိမ်ကွင်းမှာဆိုလို့ရှိရင်မန်စီးတီးလို့အသင်းမျိုးတော်မှာအနိုင်ကစားခဲ့တာကိုကြည်ချင်းအဖြစ်ဘိုဒိုကလင်ကိုလည်းကျွန်တော်တို့ short တက်လို့မရဘူးဒီနော်ဝေကလပ်ဘိုဒိုကလင်ရဆိုလို့ရှိရင်ဒါအိမ်ကွင်းအားလုံးစုပေါင်း4ပွဲမှာတပွဲနိုင်တပွဲတည်2ပွဲရှုံးရာကို9ကိုပေးကို9ကိုခွင့်ပြုခဲ့ရတယ်သူ့ရဲ့ဒီကျွန်တော်တို့ပြိုင်ဘက်အင်တာမီလန်ရဲ့အဝေးကွင်းစွမ်းဆောင်ရည်ကြည့်မယ်ဆိုလို့ရှိရင်ဒါအင်တာမီလန်ကလည်းအဝေးကွင်းမှာမစိုးဘူးပေါ့လေ၄ပွဲကစားပြီးတဲ့အချိန်မှာ3ပွဲနိုင်တပွဲပဲရှုံးခဲ့တာလည်းတွေ့ရတယ်ရာကို9ကိုပေးကို2ကိုတည်းခွင့်ပြုခဲ့ရတယ်ပေါ့လေအဲ့တော့ဒီနှစ်သင်းရဲ့နောက်ဆုံးကားရဖောင်5ပွဲစီမှာဆိုလို့ရှိရင်လေကျွန်တော်တို့ဘိုဒိုကလင်ယာဆိုလို့ရှိရင်ဒါနောက်ဆုံး2ပွဲဆက်ကိုတော်တော်လေးကိုကျွန်တော်တို့ခြေစွမ်းပြခဲ့တာတွေ့ရအေဒီကိုအနိုင်ကန်နဲ့မန်စီးတီးကိုအနိုင်ကန်အသင်းကြီးနှစ်သင်းကိုအနိုင်ကန်ပြီးတော့အခုလိုမျိုး play-off ဆင့်ကိုရောက်လာတာလည်းဖြစ်ပါတယ်အင်တာမီလန်ကလည်းကျွန်တော်တို့နောက်ဆုံးပြိုင်ပွဲဆုံး5ပွဲမှာ5ပွဲလုံးနိုင်ထားတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဘိုဒိုကလင်အိမ်ကွင်းကိုကျွန်တော်တို့ short တက်လို့မရဘူးပေါ့လေဘိုဒိုကလင်လည်း9ရနိုင်လို့အင်တာမီလန်လည်း9ရနိုင်တယ်နောက်ပြီးတော့ဘိုဒိုကလင်ကဒုတိယကြော့အင်တာမီလန်ရဲ့ကွင်းမှာတွားကစားရမှာဖြစ်တဲ့အတွက်ဒီနေ့သူ့ရဲ့အိမ်ကွင်းမှာဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ရုံးလာလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်ဒီနေ့ပွဲမှာဆိုလို့ရှိရင်လည်းကျွန်တော်အောက်ကြီးပေါက်နေတဲ့ဘိုဒိုကလင်ကိုကြိုက်ပါတယ်ပြီးတော့ဂိုးပေါင်းအပေါ်ကိုကြိုက်ပါတယ်နောက်ထပ်တစ်ပွဲကတော့ကျွန်တော်တို့ဒါကရဘရူးနဲ့အီတီကိုမက်ထရစ်တို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်စတီဂျီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါဝေးကွင်းအီတီကိုက1ပေါင်း80နဲ့ဂိုးပေါင်းကြီး3လုံးပေါင်း30ဆိုပြီးတော့ဖွင့်လာပြီးတော့လည်းတွေ့ရပါတယ်အဲ့ကရဘရူးကဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါသူ့ရဲ့ဒီချန်ပီယံလိအိမ်ကွင်းပွဲစဉ်တွေကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒါသူ့ရဲ့ချန်ပီယံလိအိမ်ကွင်းပွဲတွေမှာဆိုလို့ရှိရင်သူစုစုပေါင်း၄ပွဲကစားခဲ့တဲ့အချိန်မှာ2ပွဲနိုင်1ပွဲတည်1ပွဲပဲရှုံးတာရာ90ကိုပေးကို9ကိုခွင့်ပြုခဲ့ရတယ်ပေါ့လေအဲ့တော့ကရဘရူးရဲ့အိမ်ကွင်းလည်းကျွန်တော်တို့ဒါတော်တော်လေးကိုမာတယ်လို့ပြောလို့ရတယ်မာဆေးတို့ဒါမိုနာကိုတို့လိုအသင်းမျိုးတွေကိုကျွန်တော်တို့ဒါဖြုတ်ခဲ့တာပေါ့လေကရဘရူးကဆိုလို့ရှိရင်ပြီးတော့ကျွန်တော်တို့မာဆေးရဲ့အဝေးကွင်းကိုကြည့်မယ်ဆိုလို့ရှိရင်မာဆေးကအဝေးကွင်းမှာကျွန်တော်တို့ထင်တယ်လို့မကောင်းဘူးပေါ့လေချန်ပီယံလိဒါအမှတ်ပေးလိဆင့်ပြိုင်ခဲ့တဲ့ပွဲတွေမှာဆိုလို့ရှိရင်၄ပွဲကစားပြီးတဲ့အချိန်မှာဒါတပွဲပဲနိုင်ပြီးတော့3ပွဲထိအောင်ရှုံးရာကို5ကိုပေးကိုကလည်းခွင့်ပြုခဲ့ရတာ9တောင်ခွင့်ပြုခဲ့ရပါပေါ့လေအဲ့တော့ဒီကျွန်တော်တို့
ဘိုတိုကလင်ယာဆိုလို့ရှိရင်ဒါချန်ပီယံလိပွဲတွေမှာဆိုလို့ရှိရင်ဒါမနစ်ကလည်းတော်လေးမထန်ထန်နဲ့ကျွန်တော်တို့ဒါဒီလိုအဆင့်ကိုကြော်ဖြတ်ခဲ့တာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဗောလေအခုကျွန်တော်တို့ဒီ play off မှာလာပြီးတော့ဒီ Etico Madrid နဲ့လက်တွေ့နေ Etico Madrid ကတော့ပြိုင်ပွဲဆုံး5ပွဲမှာသူ့အနေနဲ့2ပွဲနိုင်ပြီးတော့ကျွန်တော်2ပွဲရှုံး1ပွဲတည်ကစားထားတယ် Club Brugge ကတော့ကျွန်တော်တို့ပြိုင်ပွဲဆုံး5ပွဲမှာဆိုလို့ရှိရင်သူ့အနေနဲ့4ပွဲနိုင်1ပွဲရှုံးထားတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ Club Brugge ဆိုလို့ရှိရင်တော်တော်လေးအိမ်ကွင်းကောင်းတယ်လို့ပြောလို့ရပါတယ် Etico ကခြေကမမှန်ဘူးပြယုံစားလို့မရဘူးသူ့ရဲ့အိမ်ကွင်းမှာကျွန်တော်တို့ဘာစီလိုနာကိုဖိုးစီးနဲ့ကျွန်တော်တို့ဒါကိုဘာရီမှာနိုင်ပြီးတော့ဒါလီပြိုင်ပွဲမှာကျတော့လာလီကာပြိုင်ပွဲမှာကျတော့ကျွန်တော်တို့ဒါဘယ်လကာနို3စီးဆိုတဲ့ရလက်ကြီးနဲ့ရှုံးခဲ့သူ့ရဲ့ခြေစွမ်းကကျွန်တော်ပုံမှန်မရှိဘူးဗောလေကောင်းရင်လည်းတော်တော်လေးကောင်းတယ်စုပ်ချင်လည်းတော်တော်လေးစုပ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်နောက်ဆုံးပြိုင်ပွဲဆုံး5ပွဲမှာဆိုလို့ရှိရင်လည်းသူ့အနေနဲ့ဒါကျွန်တော်တို့ရီယက်ဘတ်တစ်တို့ဘလကာနိုတို့ဒါရှုံးထားတာကိုကျွန်တော်တို့တွေ့ရတယ်ဗောလေအဲ့လိုပဲကျွန်တော်ရီယက်ဘတ်တစ်ကိုဆိုလို့ရှိရင်လည်းဒါကိုဘာရေးပွဲမှာတော့5စီးနဲ့နိုင်ပြီးတော့တကယ်လီပြိုင်ပွဲမှာကျတော့1စီးနဲ့ရှုံးသွားသူကဒါတကယ်ကိုခံမှန်းရခတ်တဲ့ Etico Madrid ပေါ့လေအဲ့တော့ Club Brugge ကတော့သူ့ရဲ့အိမ်ကွင်းမှာဆိုလို့ရှိရင်အိမ်ကွင်းဒီအိမ်ရှင်ပရိသတ်အားနဲ့ကျွန်တော်တို့ရုံးတာကိုတွေ့ရတယ်ပေါ့လေအဲ့တော့မာဆေးတို့မိုနာကိုတို့ဂိုးပြတ်တီးခဲ့တာကိုကြည့်မယ်ဆိုလို့ရှိရင်ဒါ Etico ကတော့မာဆေးတို့မိုနာကိုထပ်ပို့ပြီးတော့အဆင့်တန်းမြင့်နေဆိုပေမဲ့လေဒီနေ့မှဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ဖက်လုံးသွင်းကိုရနိုင်တယ်လို့ထင်တဲ့အတွက်ကျွန်တော်ကဂိုးပေါင်းပေါ်တစ်မျိုးတည်းကိုကျွန်တော်ကြိုက်ပါတယ်ခင်ဗျာနောက်ထပ်တစ်ပွဲကတော့လီဗာပူးဆင်နဲ့ဒါအိုလံပီယာကော့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်စတီဂျီမှာအိုလံပီယာကော့ဒါဂရီကလပ်အိမ်ရှင်တင်ကနေပြီးတော့ level 10ရှုံးတဲ့ဂိုးပေါင်းချင်းနှလုံးနှုတ်100ဆိုပြီးတော့ဒါဖွင့်ပေးထားတာကိုလည်းတွေ့ရပါတယ်ဒါနှလုံးအနှုတ်100ဆိုတဲ့ဂိုးပေါင်းကြီးကတော့ကျွန်တော်တို့ဒါဘူကီတွေအနေနဲ့ဂိုးအောက်ကိုဆွဲခေါ်ထားတာလည်းဖြစ်တယ်ဗောလေအဲ့တော့လီဗာပူးဆင်နဲ့အိုလံပီယာကော့ကဒီလီဆင့်ပြိုင်ပွဲမှာတော့ကျွန်တော်ချန်ပီယံလိအမှတ်ပေးပြိုင်ပွဲမှာတော့ကျွန်တော်တို့ထိတ်တိုက်တွေ့ဆုံထားတယ်ဗောလေအဲ့တော့က2စီးဆိုတဲ့ရလန်းနဲ့အိမ်ကွင်းအိုလံပီယာကောနိုင်ခဲ့တယ်အခုလည်းဒါကျွန်တော်တို့ play off မှာပြန်ပြီးတော့တွေ့နေတာလည်းဖြစ်ပါတယ်ဒီနှစ်တင်းရဲ့ကားရဖောင်တွေကြည့်မယ်ဆိုလို့ရှိရင်အိုလံပီယာကောကနောက်ဆုံးပြိုင်ပွဲဆုံး5ပွဲမှာဆိုလို့ရှိရင်သူတို့အနေနဲ့ကျွန်တော်2ပွဲနိုင်2ပွဲတည်1ပွဲရှုံးလာတာကိုလည်းတွေ့ရပါတယ်အိုလံပီယာကောကသူ့ရဲ့ဒီချန်ပီယံလိအိမ်ကွင်းပွဲတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်သူချန်ပီယံလိမှာဆိုလို့ရှိရင်သူအိမ်ကွင်းမှာစုစုပေါင်း4ပွဲကစားခဲ့တယ်ဗောလေအဲ့ဒီ4ပွဲမှာဆိုလို့ရှိရင်ဒါသူရှုံးပွဲတော့1ပွဲတည်းတွေ့ရခဲ့တယ်ဒါ1ပွဲနိုင်2ပွဲတည်1ပွဲပဲရှုံးထားခဲ့တယ်ဗောလေအဲ့တော့လီဗာပူးဆင်ရဲ့ကျွန်တော်တို့အဝေးကွင်းဒီလိပြိုင်ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါလီဗာပူးဆင်ကဝေးကွင်းမှာမစိုးလို့ပြောလို့ရတယ်သူက4ပွဲမှာ2ပွဲနိုင်1ပွဲတည်1ပွဲပဲရှုံးခဲ့တာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဒီနှစ်တင်းရဆိုလို့ရှိရင်ပထမကြော့တော့ဒီပထမလိအဆင့်ပြိုင်ပွဲတုန်းက 2-0 နဲ့ဒါအင်ရှင်ဂရီကလပ်အိုလံပီယာကောကနိုင်ခဲ့ရဆိုရင်ဒီနေ့ပွဲမှာဆိုလို့ရှိရင်လည်းဒါလီဗာပူးဆင်နေနဲ့နောက်ဆုံးပြိုင်ပွဲဆုံး5ပွဲမှာဆိုရင်လည်းဒါလုံးဝရှုံးပွဲမရှိထားသေးဘူးလီဗာပူးဆင်4ပွဲနိုင်1ပွဲတည်ကစားထားတယ်အဲ့တော့ဗီလာရဲတို့လိုအသင်းမျိုးတွေလည်းသူနိုင်ပြီးတော့ဒီလိုအဆင့် play off ရောက်လာတာလည်းဖြစ်တယ်ဆိုတဲ့အတွက်ဒီနေ့ပွဲမှာအနေဆုံးတရေတစ်ပတ်တရေတော့ကစားနိုင်လိမ့်မယ်ထင်တဲ့အတွက်ကျွန်တော်လီဗာပူးဆင်ရဲ့ body ကိုကြိုက်ပါတယ်ခင်ဗျာဒါကတော့ဒီနေ့မှာကျွန်တော်ရဲ့ဒီချန်ပီယံလိပွဲစဉ်၄ပွဲကိုရွေးချက်ပေးခဲ့တာပဲဖြစ်ပါတယ်အကြိုက်တူတဲ့ပွဲရွေးတော့ဆော့ဖို့အကြိုက်မတူရင်တော့လွတ်လပ်စွာပတ်ကန်နိုင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်